Namaste အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခြေတနာကအမျိုးသမီးလေးတွေတအိမ်ကျန်းမာရေးအတွက်အကျိုးပြုစေတဲ့ယောဂကျင့်စဉ်လေးတွေကိုမှတ်ပြီးသွားအောင်မှာဖြစ်ပါရဲ့ရှင်ဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ခြေတို့ပထမဆုံးအစမ်းရတော့မာလာစနာလေးကိုအထိုင်ထားပုံစံလေးနဲ့လုပ်ပါမယ်ဒီလေးက6လေးကိုကန်လိုက်ပါမယ်ခြေမလေးကိုကန်ထားပြီးမယ်6လေးနှစ်ခုကိုပခုံးရဲ့အကျယ်ခွာထားပြီးတော့ခြေဦးလေးကိုပြေးလှည့်ထားပါမယ်ဒီမလေးကိုတိုင်းရှူဟိုလိုနဲ့ထိုင်ရှူနဲ့ထိုင်ပါမယ်ဟိုလိုနဲ့ထိုင်တဲ့အချိန်မှာမာလာစနာအနေထားလေးကိုပါမယ်ရှူရင်းနဲ့ပြန်ထားပေးမယ်ဟိုလိုနဲ့ထိုင်မယ်ရှူရင်းနဲ့ထားမယ်ဒီပုံစံလေးကိုတော့ဒီချိန်ကိုတစ်ခါလေးကြည့်လို့ရှိရင်အနည်းဆုံး15ချိန်ကနေအချိန်20လောက်ဒီချိန်တူလေးတော့မှာဖြစ်ပါတယ်ရှင်လေးပြီးရင်တော့မာလာစနာလေးနဲ့စက္ကန့်30လောက်ခဏလေးနားပေးရမှာဖြစ်ပါတယ်။ဒီနောက်တစ်မျိုးကတော့ Gatin My Meru Bakrasan မှာအရင်ဆုံးဒီလိုထိုင်ရဲ့အနေထားလေးကနေဘယ်ဘက်ပေါင်ရင်းကနေဂျူးလေးထီကိုတစ်ဖြောင်းနေထားမယ်။ဂျူးကနေခြေပြားလေးထီကိုလည်းတစ်ဖြောင်းနေထားမယ်။အဲ့ဒီဘယ်ဘက်ဂျူးပေါ်မှာညာဘက်ဂျူးလေးကိုအတက်နိုင်ဆုံးတစ်ထပ်သေးအနေထားလေးကျနိုင်အောင်ထားပေးပါမယ်။လက်လေးနှစ်ဖက်ကိုခြေမလေးကိုလမ်းဆွဲပြီးကင်လိုက်ပါမယ်။ကြောရိုခါယိုလေးဖြောင်းထားပေးမယ်နှာခေါင်းကနေလေးကိုရှူကြောရိုဆက်ဆက်လေးတိုင်းပဲရရင်ရင်ဘက်နဲ့ပေါင်နဲ့တက်သွားတဲ့အထိရရင်မင်းနဲ့ဒူလေးကတ်တဲ့အထိကိုထိလိုက်အောင်ကြိုးစားမယ်လေးကိုရှူရင်းနဲ့ပြန်လာမယ်ထုံရင်းနဲ့ရှည်လေးကိုမှောက်ချမယ်ရသလောက်လေးရှူရင်းနဲ့ပြန်လာပေးမယ်ထုံရင်းနဲ့ရှည်လေးကိုမှောက်ချမယ်ရှူရင်းနဲ့ပြန်လာပေးမယ်ဒီပုံစံတိုင်းလေးကိုတော့လေးရှူလေးထုံလေးနဲ့တွဲပြီးတော့မှအနည်းဆုံး10ချိန်လောက်လေးကျင့်ပေးပါ10ချိန်ပြီးသွားရင်ခဏလောက်လေးဒီပုံစံလေးမှာ15စက္ကန့်လောက်ထိန်းထားပေးပါမယ်ပြီးရင်တော့လေးရှူနှုံးလေးတိုင်းပြန်လာပေးပါမယ်ပြီးရင်ခြေထောက်ကလေးကိုလည်းချိန်ပြီးတော့မှလေ့ကျင့်ပေးမယ်ညာဘက်ခြေထောက်လေးကိုအောက်မှာထားပြီးတော့လည်းခြေတို့ပြန်ပြီးတော့မှဒီပုံစံလေးအတိုင်းလေ့ကျင့်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့ဒါလေးပြီးသွားလို့ရှိရင်တော့ဒီခြေထောက်လေးနှစ်ဖက်ကိုခြေပနှောက်လေးကိုတင်မာပေးလေးရောက်တဲ့ထိထားလိုက်ပါမယ်ကိုမုအာဆန်လေးလုပ်ပါမယ်ခြေတို့အခုညာဘက်ခြေထောက်လေးအောက်မှာဖြစ်တဲ့အတွက်ခြေရဲ့ညာဘက်လက်ကလေးကိုအရင်နောက်ကိုသွားမယ်ပြီးရင်ဘယ်ဘက်လက်ကလေးနဲ့အပေါ်ကနေသွားချိတ်တဲ့ပုံစံမျိုးလေးပါခြေတစ်ချက်ပြန်ပြပေးပါမယ်နော်ဘယ်ဘက်လက်ကလေးကအပေါ်ကနေသွားချိတ်တဲ့ပုံစံမျိုးလေးပါခန္ဓာကိုယ်လေးတစ်ခုလုံးကိုကြောရိုးဖြောင်းဖြောင်းခါဖြောင်းဖြောင်းလေးထားပြီးတော့မှဒီနေထားလေးမှာအတက်နိုင်ဆုံးစက္ကန့်30လောက်ငြိမ်ပြီးတော့မှ stretching လုပ်ပေးရမှာဖြစ်ပါတယ်ဒီပုံစံလေးနဲ့နေပြီးတော့မှလေ့ကျင့်ပေးခြင်းရလဲခြေတို့အိမ်အတွက်ဖြစ်တဲ့အနှောက်အယှက်တွေကိုတတပြောက်ခွင့်ပြုပါရင်ရှင်ပြီးရင်တော့လက်ကလေးကိုအသာလေးပြန်ဖြီးလိုက်ပါမယ်ညာဘက်နဲ့ပြီးသွားရင်ဘယ်ဘက်ကလေးနဲ့လည်းပြောင်းပြီးတော့မှလေ့ကျင့်ပေးပါဖြစ်ပါမယ်ဘယ်ဘက်ခြေထောက်ကအောက်မှာဆိုရင်ဘယ်ဘက်လက်ကိုအောက်မှာထားပြီးတော့ပြန်သွားပေးပါမယ်နော်ဒါလေးကိုလည်းစက္ကန့်30လောက်လေ့ကျင့်ပေးရမှာဖြစ်ပါရဲ့ရှင်ပြီးရင်တော့ဖြည်းဖြည်းချင်းပြန်လာပေးပါမယ်ပြီးရင်နောက်တစ်မျိုးကတော့ခြေတို့ဒီအနေထားလေးတိုင်းပဲလက်လေးနှစ်ဖက်ကိုချိတ်ပြီးတော့မှအပေါ်ကိုလက်လေးနှစ်ဖက်ကိုဤကဲပုံစံလေးချိန်လိုက်မယ်ဒီတစ်ခါမှလည်းဒီခြေကဘယ်ဘက်ခြေထောက်ကအောက်မှာဖြစ်တဲ့အတွက်ဘယ်ဘက်လက်ကလေးကိုအောက်ကနေပြီးတော့လက်ကလေးရှက်ပြီးတော့မှဒီဤကဲပုံစံလေးတိုင်းသွားလိုက်ပါမယ်ကြောပြင်တစ်ခုလုံးဖြောင်းထားပေးမယ်ရရင်လေးကိုရှူရင်းနဲ့ကောင်းလေးကိုရအောင်မော့သွားမယ်မျက်လုံးကလက်ထိပ်ဝင်လိုက်ပြီတောင်းလေးကိုလည်းရအောင်မော့ပေးမယ်ဒီပုံစံလေးမှာကျွန်တော်15စက္ကန့်လောက်ချိန်သွားလို့ရှိရင်လေးကိုထုတ်ရင်းနဲ့ရင်ဘက်နဲ့ပေါင်နဲ့ကပ်လို့ထိလာပါမယ်ဒီပုံစံလေးမှာလည်းခဏလောက်ဆွဲရင်းပြင်တက်သွားလိမ့်မယ်ထိန်းထားပြီးတော့မှအနည်းဆုံးစက္ကန့်30လောက်နေပြရမှာဖြစ်ပါတယ်ဒါလေးပြီးရင်တော့ဒီလအနေထားလေးတိုင်းပြန်လာပါမယ်ဒါကိုလည်းဘယ်ညာပြောင်းပြီးတော့ပြန်ပြီးတော့လေ့ကျင့်ပေးပါနော်ပြီးရင်နောက်တစ်မျိုးလေးလုပ်ပါမယ် Paschimottanasana ကြောရိုးခါယိုလေးတစ်ဖြောင်းနေလေးထားပြီးတော့နှာခေါင်းကနေလေးကိုရှူမယ်ထုတ်ရင်းနဲ့ကြောရိုးခါယိုတစ်ဖြောင်းနေလေးပဲကြားသလောက်လေးရှေ့ကိုခဏကိုလေးကိုမောက်ချပေးမယ်ဒီနေထားလေးမှာကြောခုံခုံယူချေရအောင်ကြောပြင်လေးတက်နိုင်လို့ဆန်ထားပေးမယ်လက်ကလေးကရရင်ခြေချောင်းလေးတွေလမ်းဆွဲမယ်ရင်ဘတ်ပေါင်လေးထိတဲ့ထိသွားပေးမယ်ဒီပုံစံလေးမှာတော့နိုင်လို့ရှိရင်
အနည်းဆုံးစက္ကန့်20ကနေစက္ကန့်30လောက်ချိန်ထားပြီးတော့မှမူလအနေထားလေးကိုပြန်လာပြီးလို့ရပါတယ်ရှင်အကယ်၍ဒီအနေထားအဆုံးထိမသွားနိုင်တဲ့သူတွေကကိုနိုင်တဲ့အနေထားမှာနေပြီးတော့ကြောကျင်လေးဆန့်ထားပြီးလို့ရပါတယ်နော်ခြေထောက်ကြောလေးတွေကိုဖြည့်လျှော့ပြီးဖို့ပါပြီးရင်နောက်တစ်မျိုးလုပ်ပါမယ်ဥတ္တမန်ဒုအာဆန်ဒီတစ်ခါမှာတော့ခြေတို့ခြေထောက်လေးနှစ်ဖက်ကိုဘေးကိုဒူးလေးကိုကားလိုက်မယ်နောက်မှာခြေပြားလေးခြေမချင်းလေးထိပြီးတော့ထိုင်ချလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်ကိုကခြေထောက်ကြောလေးတွေပြောတဲ့သူကတော့တင်ပါလေးကိုကျန်းတင်နဲ့ထိခဲ့ပြီးထိုင်ပေးလို့ရတယ်အကယ်၍ကိုယ့်ရဲ့ပေါင်လေးကမထိုင်နိုင်ဘူးဆိုရင်လည်းကိုနိုင်တဲ့အနေထားလေးမှာထိုင်ထားပေးလို့ရပါတယ်ဒီအနေထားလေးနဲ့ထိုင်ပြီးသွားရင်ဆိုရင်တော့ဘယ်ဘက်လက်လေးကညာဘက်ပခုံးလေးပေါ်တင်မယ်ညာဘက်လက်လေးကိုဘယ်ဘက်ပခုံးလေးကိုတင်မယ်ခေါင်းလေးရဲ့အရှိန်ကြောင့်မလို့လက်ကလေးကငိုက်လက်ရဲ့အရှိန်ကြောင့်မလို့ခေါင်းလေးကငိုက်လာတတ်တယ်အဲ့အနေထားမှာခေါင်းလေးကိုပြန်ပြီးတော့မှမှတ်ပေးမယ်လက်ပြင်လေးတွေကိုလည်းဖွင့်ထားပေးမယ်ခန္ဓာကိုယ်တတောင့်တတာဖြစ်သွားတဲ့အနေထားရောက်တဲ့အထိဒီပုံစံလေးမှာလည်းကြကြနေနိုင်အောင်ကြိုးစားပေးရမှာဖြစ်ပါတယ်ဒါလေးကိုတော့စက္ကန့်30လောက်လေ့ကျင့်ပေးပါနော်အလေးပြီးရင်တော့ညာဘက်လက်လေးကိုအရင်ပြန်လာပြီးတော့မှဒီဘက်လက်လေးကိုပြန်လာပြီးတော့မှညာလေးပြန်ပါရှင်ပြီးရင်တော့ခြေတို့ဘက်လက်အနေထားလေးကနေစေတုဗန္တာအာဆန်လေးလုပ်ပါမယ်ဒူးလေးနှစ်ဖက်ကိုပလက်အနေထားမှာဒူးလေးထောင်ပြီးတော့ပခုံးရဲ့အကျယ်အနေထားတိုင်းလေးခွာလိုက်ပါမယ်လက်လေးနှစ်ဖက်ကရရင်ခြေပနှောင်လေးကိုထိထားပေးမယ်ပေါင်နဲ့တင်ပါလေးကို engage လုပ်ပြီးတော့မှနှာခေါင်းကနေလေးကိုရှူရင်းနဲ့တင်ပါခါပိုင်းလေးကိုပေါ်ရသလောက်ညစ်ပြီးမှမယ်လေးကိုထုတ်ရင်းနဲ့ဖြည်းဖြည်းချင်းလေးပြန်ချမယ်ဒီကြကန်ဒီတလက်မလောက်အလိုမှာလေးကိုရှူရင်းနဲ့ပြန်ညှစ်ပြီးမှမယ်လေးကိုထုတ်ရင်းနဲ့ဖြည်းဖြည်းချင်းပြန်ချမယ်ဒီပုံစံလေးတိုင်းအတင်ချလေး15ကျင်းလောက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ပါပန်မုတ်တာဆန်အဆင့်2လေးနဲ့ဒူးလေးကိုပိုက်ပြီးတော့မှမင်းနဲ့ဒူးလေးကပ်ပြီးတော့မှအနာယူပေးပါဒီကနေ30လောက်အနာယူပေးရင်တော့တတောင့်တတာဖြစ်တဲ့အနေထားလေးနဲ့ပြန်ပြီးတော့အနာယူပေးလိုက်ရမှာဖြစ်ပါတယ်ရှင်ဒီဒီချေတနာလေးကျင့်ပေးခဲ့တဲ့ယောဂကျင့်စဉ်လေးတွေကတော့အမျိုးသမီးလေးတွေရဲ့တအိမ်ကိုကျန်းမာပြီးတော့မှတအိမ်မှာဖြစ်တတ်တဲ့နှောက်အယှက်ယောဂတွေအားလုံးကိုခြုတင်ကာကွယ်ပေးတဲ့ယောဂကျင့်စဉ်လေးတွေပဲဖြစ်ပါတယ်เนาะဒီချေရဲ့ဒီမျိုးသမီးလေးတွေအတိုင်းအတွက်တောက်ဆရာမလို့တဲ့ဆေးတစ်ခွက်လို့နာမည်ပေးထားတယ် The Life Kit for Women Health တဲ့ Angel ပြုတည်တန်း program လေးလာခြင်းနဲ့ဆိုရင်တော့ဒီချေရဲ့တနာဝိ Asian and Reality Yoga page ကနေဆက်သွယ်မိမြန်ပြီးတော့အမြန်ဆုံးအနံ့လို့ရနေပါပြီเนาะအားလုံးပဲတာယာအေဂျင့်တော်နေဖြစ်ပါစေဒီချေကတော့ယခုလက်ရှိအိန္ဒိယနိုင်ငံမှာ Master Degree ရော Yoga ကိုဆက်လက်ပညာသင်ကြားနေတဲ့အခြေတနာပဲဖြစ်ပါရဲ့ရှင်။ဒါနဲ့